Street Fighter Skin တကောင်ကို Diamond ကုန်ကြသက်တာငွေကုန်သက်တာအောင်ဘယ်လိုဖောက်ရမလဲဆိုတာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Street Fighter Skin တကောင်ရဖို့အတွက်ဆိုလို့ရှိရင်တော့သူ့ရဲ့ crash လေး1200လိုအပ်ပါတယ်။အဲ့ဒီ1200ရဖို့အတွက်ဆိုလို့ရှိရင်တော့အချိန်130ကနေ120လောက်ထိလှည့်ပေးဖို့လိုပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ကျွန်တော်ရဲ့ဇာတ်လေးရှိကိုပဲတွားလိုက်ရအောင်ခင်ဗျာ။ဒီ event ကတော့ဇူလိုင်လ3ရက်နေ့မှာစပြီးတော့လာပါမယ်။အဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly ပတ်တစ်ပတ်ထည့်ပါမယ်။ကဲလို့မှ weekly ပတ်တွေကပြည့်နေတယ်ဆိုလို့ရှိရင်တော့ diamond 100ထည့်လို့ရပါတယ်။ဒီနားလေးဟာလေးတွေကိုတချို့လူတွေနားမလည်ဘူးလို့သိရပါတယ်။ဒါလေးကိုတော့ကျွန်တော်တစ်ခါတည်းရှင်းပြပေးပါမယ်။ဒီမှာပြထားတဲ့ရမယ့် diamond ရဲ့အောက်က80နဲ့20ကတော့80ဆိုတာက weekly ပတ်တစ်ပတ်ထည့်လို့ရှိရင်80တန်းရမှာဖြစ်ပြီးတော့20ရကြတော့သူ့ရဲ့တရက်စာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့နားလည်လောက်ပြီလို့တော့ထင်ပါတယ်။ကျွန်တော်ရှင်းပြန်ဆက်ကြရအောင်။ဇူလိုင်လ3ရက်ကနေပြီးတော့မှကျွန်တော်ဇူလိုင်လ9ရက်နေ့ထိကိုမှတရက်ကို90ရာခိုင်နှုန်းရှော့စီဖြစ်တဲ့25တုံးနဲ့တရက်ကိုတစ်ခါစီလှည့်သွားပေးရမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့9ရက်တိတိလှည့်ရမှာပဲဖြစ်ပါတယ်9ရက်လှည့်လိုက်တဲ့ချိန်ကျတော့ကျွန်တော်9ကြိမ်ပြီးသွားပြီပဲဖြစ်ပါတယ်ဇူလိုင်10ရက်နေ့မှာတော့သူ့ရဲ့ free token တွေပြီးတဲ့ phase 1ကိုရောက်ရှိလို့လာပါပြီအဲ့ဒီ event မှာတော့ diamond 250ထဲ250သုံးတယ်ဆိုရင် free token 29ကရပါတယ်အဲ့ဒီ29ကရဖို့အတွက်တော့ကျွန်တော် weekly ပတ်3ပတ်ထည့်လိုက်ပါမယ်တကယ်လို့မှ weekly ပတ်တွေပြည့်နေတယ်ဆိုလို့ရှိရင်တော့ diamond 285လုံးထည့်လဲရပါတယ်250 diamond ထည့် test ကပြီးသွားပြီမဲ့လို့250 diamond 3နဲ့ test ကကြံသေးတာမို့လို့အဲ့ဒီနေ့မှာပဲ9ချိန်လဲမှာပဲဖြစ်ပါတယ်9ချိန်ကဘယ်လိုလဲရမလဲဆိုလို့ရှိရင်တော့ပထမဆုံးတစ်ချိန်ကတော့ short ဈေး25တုံးနဲ့လဲရမှာဖြစ်ပြီးတော့ကျန်တဲ့4ချိန်ကတော့တစ်ချိန်ကို diamond 50သုံးပြီးတော့လဲပေးရမှာဖြစ်ပါတယ်အဲ့ဒီ9ချိန်အတွက်ကိုတော့ diamond အနေနဲ့225လုံးပဲကုန်သွားမှာဖြစ်ပါတယ်ဒါပေမဲ့250ပြည့်ဖို့အတွက်ကိုတော့နောက်ထပ်25တုံးသုံးဖို့လိုပါတယ်အဲ့ဒါကတော့ဒီဇူလိုင်လ17ရက်နေ့မှာတော့ daily wonder နဲ့လဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်250သုံးပြီးသားဖြစ်သွားပါလိမ့်မယ် free token တွေကတော့ဇူလိုင်လ10ရက်နေ့မှာကြရတချို့တော့ရပြီးနေလောက်ပါပြီအဲ့ဒီကတ်တွေကလည်းလှည့်ထားလို့ရပါတယ်ကျွန်တော်ကတော့ဒီဇူလိုင်လ17ရက်နေ့မှာပဲရသမျှ free token တွေအားလုံးပေါင်းထားပေးပါတယ်ဘာလို့လဲဆိုတော့250သုံးတဲ့ test ကဇူလိုင်လ17ရက်နေ့မှာပြီးသွားတာမလို့ပါအဲ့ဒီ free token တွေပါလဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အချိန်အတွက်အနေနဲ့42ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်42ချိန်ထိပြီးသွားရင်မလို့ဒီ total draw ကနေပြီးတော့မှကျွန်တော် free token နောက်ထပ်တစ်ကက်ရပါအောင်မယ်အဲ့ဒါလေးပါလဲပေးရမှာဖြစ်ပါတယ်အဲ့ဒါတွေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဇူလိုင်လ12ရက်ကနေပြီးတော့မှဇူလိုင်လ16ရက်နေ့ဒီမှာကျွန်တော် daily wonder နဲ့တရက်ကိုတစ်ချိန်လှည့်သွားပေးရမှာပဲဖြစ်ပါတယ်ဇူလိုင်လ18ရက်နေ့မှာတော့သူ့ရဲ့ phase 2ပြန်လဲရောက်ရှိလို့လာမှာပဲဖြစ်ပါတယ်။အဲ့ဒီနေ့မှာတော့ကျွန်တော် weekly ပတ်3ပတ်အပြင်မှာနောက်ထပ် diamond 343တုံးမှာ2မျိုးပေါင်းပြီးထည့်ပေးရမှာဖြစ်ပါတယ်။တကယ်လို့မှ weekly ပတ်တွေပြည့်နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ2မျိုးမထည့်ဘဲနဲ့ diamond 600ပဲတန်းထည့်လို့ရပါတယ်။ပြီးရင်တော့ diamond 450နဲ့တန်း draw တစ်ချိန်လဲမှာဖြစ်ပါတယ်။ပြီးရင်တော့ daily wonder နဲ့ short ဈေးတစ်ချိန်လဲမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ diamond 250ထဲ253 test ကပြည့်သွားရင်မလို့ free token 29ကရပါတယ်။အဲ့ဒါလေးကိုထပ်ပြီးတော့လှည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်စုစုပေါင်းလှည့်ခဲ့တဲ့အချိန်အတွက်က88ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်တော့ဒီဇူလိုင်လ18ရက်ကနေပြီးတော့မှအောက်ဂတ်လ16ရက်နေ့ဒီမှာကျွန်တော်ကတရက်ကိုတစ်ချိန် daily short စီနဲ့ရက်30 DD လှည့်ပေးရမှာပဲဖြစ်ပါတယ် weekly bet တွေထည့်ခိုင်းနေဆိုတာကလည်းဒါကြောင့်မလို့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ weekly bet ကတရက်ကို20ရတာမလို့ကျွန်တော်တို့ကအရန်အနေနဲ့ diamond 9တုံးပဲပေါင်းပြီးလှည့်သွားပေးရမှာမလို့ phase 1မှာရော phase 2မှာရော weekly bet 3ပတ်စီ3ပတ်စီထည့်ခိုင်းတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရက်30လှည့်ပြီးသွားတဲ့အချိန်မှာတော့188ချိန်နဲ့အခုကရက်30နဲ့ဆိုလို့ရှိရင်တော့အချိန်118ချိန်ထိပြီးသွားမှာပဲဖြစ်ပါတယ်ချိန်118ချိန်ဆိုလို့ရှိရင်တော့ဒီသူ့ရဲ့ crash လေး1200လောက်ကတော့ AC ရပါပြီအဲ့ဒီ crash လေး1200ရပြီဆိုလို့ရှိရင်တော့သူ့ရဲ့ skin တကောင်ကျွန်တော် AC လဲလို့ရပြီပဲဖြစ်ပါတယ်စုစုပေါင်းကုန်ကြငွေအနေနဲ့တွက်ပြရမယ်ဆိုလို့ရှိရင်တော့ weekly pack 9ပတ်ရဲ့ diamond 343တုံးရဲ့ကုန်ကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာငွေ6900ဝန်းကျင်ပဲကုန်ကြမှာပဲဖြစ်ပါတယ်တကယ်လို့ diamond တွေလာအားပေးခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Telegram search bar ကနေပြီးတော့မှ @hug124 ဆိုပြီးတော့ရှာပြီးတော့ကြောက်ရှိမှာ diamond တွေလာအားပေးလို့ရတယ်လို့သိကျင်တာလေးတွေလည်းလာမေးလို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်